တော်ကိုအာယုံပြုတယ်ဆိုတာစိတ်အလုပ်ပဲဖြစ်တယ်ပေါ့စိတ်အလုပ်ဖြစ်သည့်အတွက်ကြောင့်ဘုရားကုံတော်ကိုအာယုံပြုရင်ဘာတွေတိုးပွားလာတယ်လဲလို့ဆိုရင်ဂုံတော်ကိုအာယုံပြုပြီးတော့တရားစိတ်တွေတိုးပွားလာကြီးညိုစိတ်တွေကြည်နူးလာတယ်မြတ်စွာဘုရားဂုံတွေကိုရှုပွားရင်နဲ့တရားတရားတွေကတိုးတက်လာတယ်ဟောတတိတွေကလည်းပဲဘုရားကုံတော်မှာအာယုံပြုနေတဲ့တတိတရားတွေဟာလည်းတိုးပွားလာအသိပညာတွေဟာလည်းပဲတိုးတက်လာအဲ့ဒါလို့ဖြစ်ရမှာအဲ့ဒါလို့ဖြစ်မှဂုံတော်ပွားရခြင်းဆိုတဲ့အကျိုးကျေးဇူးဘုရားနုတ္တိဘာဝနာဆိုတာဖြစ်လာမှာဟုတ်ဘုရားနုတ္တိဘာဝနာပွားများအထုတ်တဲ့ပုဂ္ဂိုလ်ဟာမိမိရဲ့စိတ်ထားတွေစိတ်နေသဘောထားတွေဟာမြတ်မြတ်ဖြူစင်းလာတော့ဘုရားကုံတော်ကိုအာရုံပြုတယ်ဆိုတာ